လူဗီကစောစီကိုဦးတည်သွားလိုက်ခါသူတငယ်ချင်းရောဘင်ကိုအသက်ပေးကာကွယ်ပေးခဲ့တဲ့အတွက်အကျွေးတင်သွားပြီလို့ဆိုပါတယ်။ဒါပေမဲ့ဘာဆက်ပြောမှမသိဦးကြောင်ဖြစ်နေတာကြောင့်ရောဘင်ကပဲဂျာကလူဗီပါဆိုပြီးစောကိုမိတ်ဆက်ပေးလိုက်ပါတယ်။စောကလည်းလူဗီကိုတီးပါတယ်လို့ပြန်ပြောလိုက်ပြီးလူဗီကလည်းစောနဲ့အခုလိုတွေ့ရတာစိတ်ပင်ပန်းလှပါတယ်လို့ပြန်ပြောလိုက်ပါတယ်။ကပတိန်ယာဒူးနဲ့မလိုက်စကားတလွဲတွေမှားပြောနေတဲ့လူဗီကိုစန်ဂျီကပဲပြန်ထောက်ပေးလိုက်ရပြီးစိတ်ပျော်ရွှင်လှပါတယ်လို့ပြောချင်နေရမှတ်လာလို့မိလိုက်ပါတယ်။လူဗီဟာအခုနမဲအရန်ကြီးနေပြီးစောကလည်းရှီတက်ပိုချုပ်ဖြစ်ခဲ့ဘူးတာမို့ယိုကိုလေးပါဘလောက်အစွမ်းထက်ကြောင်သူသိရလို့ဆိုပါတယ်။အားလုံးလည်းရီမောပျော်ရွှင်နေကြပြီးရောဘင်ကိုတိုင်လည်းပျော်ရွှင်နေတဲ့မြင်ကွင်းကြောင့်စောလည်းနောက်ဆုံးတော့တငယ်ချင်းကောင်းတွေကိုရှာတွေ့နိုင်ခဲ့ပြီပဲလို့ဝမ်းသာကြီးပြောလိုက်ပါတယ်။ရောဘင်ကဟုတ်တယ်ဦးလေးစောပြောခဲ့တဲ့လူတွေကိုသူမရှာတွေ့ခဲ့ပြီလို့ဆိုကသူမတငယ်ချင်းတွေကသူမလို့လူမျိုးကိုတောင်ကာကွယ်ဖို့ဆိုဘာမဆိုလုပ်ရဲကြမဲ့တငယ်ချင်းကောင်းတွေလို့ဆိုပါတယ်ဒီစကားတွေဟာအားလုံးရဲ့ရင်ထဲကိုမြားတဲ့စင်းလို့စူးဝင်သွားခဲ့ရပြီးအားလုံးကလည်းရောဘင်အတွက်ဆိုဘာမဆိုလုပ်ပေးချမှာကိုထောက်ခံလိုက်ကြပါတယ်စောလဲဝမ်တာမြေရီကြားလာခဲ့ရပြီးပထမဆုံးအနေနဲ့ရောဘင်လေးကိုကာကွယ်ပေးခဲ့ကြလို့အားလုံးကိုပြန်ကျေးဇူးတင်လိုက်ပါတယ်ဒီအချိန်မှာပဲလစ်လစ်ကတင်မောဘော်ကဆင်းလာပြီးမတွေ့ရတာကြားပြီးလာပြောပေမဲ့စောကတော့ကြောင်နေခဲ့တာကြောင့်သူကဗကာပတ်မှာလို့ပြောလိုက်ပါတယ်အချဟက်ကနေတေလာခဲ့တဲ့တစ်တာတလုံးကိုလည်းထုတ်လိုက်ကြပြီးဂျင်ဘဲကဘာကြီးလဲမိတဲ့အခါအဲ့ဒါကတူဘဲလို့ဖြစ်လိုက်ပါတယ်တစ်တာထဲမှာဗကာပန့်ရဲ့ပြီးပြည့်စုံတဲ့ကလုံးတစ်ခုရှိနေပြီးလွန်ခဲ့တဲ့နှစ်20ကအချဟက်ကိုလာခဲ့တဲ့ဗကာပန့်သူကိုယ်တိုင်ပဲလို့ဆိုပါတယ်ညံကြီးရှင်ဗကာပန့်အချဟက်ကနေလာတဲ့ချီပျောက်ဆုံးသွားခဲ့ရင်အစိုးရကတန်တရားဖြစ်မှဆိုတဲ့အတွက်ဒီတစ်တာကိုကြိုစီစဉ်ထားခဲ့တာပါအချဟက်က facility ကြီးနဲ့ပစ္စည်းတွေကတော့အပြင်ကိုလုံးကြုံတေလာဖို့မလွယ်ကူတဲ့အတွက်ဒီ air ဘက်မှာပဲတခွဲခန်းကြီးတစ်ခုစောက်ပြီးနေတော့မယ်လို့လစ်လစ်ကပြောလိုက်ပါတယ်။ဗကာပတ် new lab ဆိုတော့ Frankie လည်းစိတ်လှုပ်ရှားနေပြီး Bonnie ကလည်းသူမအဖေကိုနေပြန်ကောင်းလာအောင်လုပ်ပြီးလို့ရလာမိတော့လစ်လစ်လည်းဒါပေါ်လို့ပြန်ဖြေလိုက်ပါတယ်။လစ်လစ်ကဗကာပတ်နာဆိုရင်20နေမှပြန်ဆောင်ရတာဝမ်းတာပဲမဲ့သူမှတ်မိတုန်းကဗကာပတ်ကမိမတယောက်တော့မဟုတ်ဘူးလို့စောကပြောလိုက်တာကြောင့်လစ်လစ်လည်းပြီးမှတစ်ခုချင်းရှင်းပြပေးမယ်လို့ဆိုပါတယ်။ဒီအချိန်ဂျိုင်းယန်ခလေးလေးတောင်ကတူတူရေးဝါလာလောက်ကြပြီးစောကိုကစားလို့ရပြီလားလို့လာမိပါရဲ့။တကယ်တော့ဒီနေရာဟာဂျိုင်းယန်ခလေးတွေရဲ့ကစားရနေရာဖြစ်ပြီးစောကရောဘင်တို့ကိုတေချာလေးကြိုဆိုခြင်းလို့ခလေးတွေကိုခဏနားခိုင်းချရလို့ဘေးကအမျိုးသမီးကရှင်းပြပေးလိုက်ပါတယ်။ခုနကစောမီလဲသွားတယ်ဆိုတာကလည်းကြိုတင်အချိန်ချင်းစတိုက်ထားခဲ့ကြတာဖြစ်ပြီးရောဘင်တို့ကို surprise ဖြစ်သွားစေဖို့ရည်ရွယ်ခဲ့တာပါထို့အမျိုးသမီးကတော့ဇီကွက်စာကြီးတိုက်ကစောရဲ့လက်ထောက်အန်ဂျယ်လို့သူကသူမိတ်ဆက်လိုက်ပြီးဒီမှာအကောင်းဆုံးကြောင်းနဲ့စာကြီးတိုက်ကြီးပဲလို့ဆိုပါတယ်စာကြီးတိုက်ဆိုမှစိတ်ဝင်စားသွားတဲ့ရောဘင်ကိုအန်ဂျယ်ကလိုက်ပြပေးရမလားမီးနေတုံးမှာပဲလူဗီနဲ့ဥဆပ်ကတော့စာတင်သားဂျိုင်းယန်တွေကိုတွေ့ကျင်လို့အရှိကပြေးသွားကြပါတော့ဟိုရှိကကစားကွင်းနားကတော့ကလေးတွေပညာတင်ကြတဲ့ပင်လယ်ဖြန်ကျောင်းတော်ကြီးဖြစ်ပြီးဘရင်ကြီးရဲ့တောင်းဆိုချက်အရလွန်ခဲ့တဲ့အနှစ်20ကစောကိုတိုင်ဖွင့်ခဲ့ရလို့ဆိုပါတယ်စောလဲစရောဟတ်တွေကြီးကြီးတဲ့နေရာမှန်သမျှကိုအန်ဂျယ်နဲ့ဂရက်စ်ကိုတခြားလိုက်ပြပေးခိုင်းလိုက်ပြီးတော့သူကတော့ရောဘင်ကိုစာကြီးတိုက်စီလိုက်ပြပေးလိုက်မယ်လို့ပြောလိုက်ပါတယ်ကျောင်းတော်ကြီးဘက်လိုက်ပြမဲ့အန်ဂျယ်နောက်ကိုတော့ဇိုနဲ့ဘရစ်တိုကလိုက်သွားကြပြီးချော့ပါကတော့စာကြီးတိုက်ဘက်ပြေးလိုက်သွားပါတော့ကြံခဲ့တဲ့နာမီကိုတော့စာကြီးတိုက်ကစာအုပ်အကြီးကြီးတွေရဲ့အန်ဒီရဲ့ကနေစန်ကြီးကကာကွယ်ပေးမဲ့လုပ်နေခဲ့ပါပြီဂျင်ဘဲကဖရန်ကီကိုဘယ်ဘက်သွားမှလဲမိတဲ့အခါဖရန်ကီကတော့သူစရောက်ခတဲ့ကဟိုရှေ့ကထူးဆန်းတဲ့တစ်ပင်အကြီးကြီးကိုတည်ထားမိနေရလို့ဆိုပါတယ်တစ်ဖက်ကလူဗီကတော့ဂျိုင်းယန်တို့နယ်မြေဆိုပြီးပျော်ပါပြေးနေကြတယ်လို့သူတို့နောက်ကနေလေဂျိုင်းယန်ကောင်လေးတွေကအတုံးမကျတဲ့လူတစ်လေးတွေဆိုပြီးအထူးအဆန်းလိုက်ဖမ်းနေကြပါတယ်ဇိုကသူခုတ်ဖြတ်ပစ်လိုက်ရမလားမိလိုက်တော့ဥဆုပ်လဲကြောက်လန့်တကြားလှမ်းတားရပါရဲ့ကြောင်ပိတ်မိသွားတဲ့လူဗီကထိုးမလားချမလားပြန်ပြောနေပြီးဂျိုင်းယန်ကောင်လေးတွေကလည်းလှမ်းဖမ်းမဲ့အလုံးမှာဂျိုင်းယန်ခလေးမလေးတောင်းကဝင်လာကလူတစ်လေးတွေကိုမဖမ်းရဘူးလို့ဝင်တားလိုက်ပါရဲ့ကောင်လေးတွေလည်းချက်ချင်းပြန်တောင်းမှန်လိုက်ရပြီးဇိုကလည်းဒီကြွတ်ဆုပ်လေးတွေကဒီရွာသားတွေလာလို့ပြောနေခဲ့ပါရဲ့သူတို့ကိုကြွတ်ဆုပ်လေးတွေလို့မခေါ်နဲ့လို့နောက်ထပ်ကောင်လေးတွေကလာပြောတဲ့အခါဥစပလဲစိတ်ထဲမထားဖို့ပြန်ပြောလိုက်ပြီးမင်းတို့ကကြီးလာရင်တတိကဲစတိတော်တွေအဖြစ်ပင်လယ်ပြင်မှာရွက်လွှင့်ကြမှာမဟုတ်ဘူးလားလို့မိလိုက်ပါရဲ့ခလေးမလေးတွေကသူတို့စတိတော်တွေမဖြစ်ချင်ဘူးလို့ဖြေလိုက်တော့ဥစပလဲကြောင်သွားပြီးအနာကနေလဲစတိတော်ဖြစ်ဖို့ကဒီခလေးတွေကြားမှာရှေ့ပန်းမစားတော့ဘူးလို့အတန်တန်ထွက်လာခဲ့ပါရဲ့ခလေးတွေကပြဿနာမဖြစ်ချင်ရင်ထွက်သွားကြလို့ဝိုင်းရတိပေးနေကြပါမယ်လူဗီတို့ရက်နေတဲ့နေရာကြီးကတော့လှုပ်လာခဲ့ပါပြီလူဗီတယောက်ကတော့ပြုတ်ကြကဂျိုင်းရဲ့စနေနှခိုင်ချာညက်သွားခဲ့ပြီးပိုင်ရှင်ကတော့ပင်လယ်ဖြန်ကျောင်းကစီဝါပေတာဆရာမလေးရစ်ပလေးပဲဖြစ်ပါတယ်ဆရာမဆိုတော့ဥဆုပ်ကခလေးတွေဘာလို့စတိတော်မဖြစ်ချင်ကြရလဲမေးကြည့်တဲ့အခါခလေးတွေစတိတော်မဖြစ်ချင်ကြတော့တာဟာရာစုနှစ်ချီပြီလို့ဆိုပါတယ်ဂျိုင်းယန်တွေကတပ်ဖြတ်မှုအကြမ်းဖက်မှုစပွဲတွေကိုစိတ်ကုန်လာကြလို့ဖြစ်ပြီးစောပြောပြထားလို့ဆော့ဟတ်တို့ကိုလည်းကြိုဆိုပါရလို့ပြောလိုက်ပါတယ်ဒီအချိန်အန်ဂျယ်လည်းရောက်လာခဲ့ပါတယ်ခုနကလိုက်ဖမ်းနေတဲ့ကောင်လေးနှစ်ယောက်ကတော့လန့်ပြီးထပြေးသွားခဲ့ကဥ
ဥစပ်တယောက်ကတော့အဲဘတ်ဟာသူထင်ထားလို့စစ်တီတော်နိုင်ငံမဟုတ်တော့တဲ့အတွက်စိတ်ပြတ်နေခဲ့ပါတယ်အဲဘတ်ရဲ့ဘရင်ကြီး Harry ကရှေးလူကြီးရဲ့လမ်းစဉ်အတိုင်းမလိုက်ခဲ့ပဲအဲဘတ်ပြည်ကြီးတွေးမြစ်မကြရအောင်စစ်ပွဲတွေကိုရှောင်ရှားခဲ့ကတာမန်အသက်မွေးချောင်းတွေနဲ့ပဲတိုင်းပြည်ကြီးကိုပြန်လည်ထူထောင်ခဲ့ရလို့ Ripley ကဆိုပါတယ်ဒါပေမဲ့လည်းသူ့အိမ်မက်တွေကတိုးတောင်းခဲ့ရပြီးသူသားအရင်ရဲ့ပြန်လည်တပ်ဖြတ်မှုကြောင့်တေဆုံးခဲ့ကသူသားကိုဘရင်အရာမလွဲပေးခဲ့တာကြောင့်အခုဆိုရင်အဲဘတ်ကအုပ်ချုပ်သူမဲနေတယ်လို့အန်ဂျယ်ကလည်းဝင်ပြောလိုက်ပါတယ် Ripley လည်းဒါဝေကတမိုင်းအတန်းရောက်သွားပြီမို့လို့ကျောင်းကိုဆက်လိုက်ပြဖို့အတွက်ကလေးတွေလက်ထဲကဥစပ်တက်ကိုအပ်လိုက်ပါရဲ့ Ripley ကလူဗီဘာလို့အဖြူရောင်မဖြစ်နေရရလဲမေးတော့လူဗီလည်းအဲ့ဒါကသူ့ရဲ့လွတ်လပ်တဲ့ဖောင်လို့ဆိုပါတယ်အရင်တုန်းက Ever တမိုင်းမှာအဲ့လိုလူတယောက်ရှိခဲ့ပူပြီးအခုတော့သူမတို့ကနောက်ဆုံးစစ်တီတော်မျိုးဆက်ပဲလို့ Ripley ကပြောလိုက်ပါတယ်ကလေးတွေကလည်းလူဗီကိုပါဝိုင်းတောင်းလိုက်ကြပြီးပျော်ပါထွက်သွားကြပါတော့ရဲ့တစ်ဖက်ကစောကလည်း Robin Chopper Bonnie လေးတို့ကိုစာကြည့်တိုက်ပတ်လိုက်ပြပေးနေခဲ့ပါတယ်ဒီစာကြီးတိုက်ကြီးကသူခက်တိဆောက်ခဲ့ရတာဖြစ်ပြီးသူတစ်တီစကောလာတွေအသက်ရင်းကာကွယ်ခဲ့ကြတဲ့စာပေတွေကိုတန်ဖိုးထားတာကြောင့်ဟာယူဒင်တို့ကိုအကူအညီတောင်းကအိုဟာရာကိုတစ်ခေါက်ထပ်သွားခိုင်းခဲ့ရလို့ဆိုပါတယ်ဒါပေမဲ့စာအုပ်တွေကတော့ပျက်စီးလူနီးပါဖြစ်နေပြီဖြစ်လို့သူအရန်စိတ်မကောင်းဖြစ်ခဲ့တာလို့ပြောလိုက်ပါတယ်ခြေတစ်ဖက်ပြက်နေတဲ့စောတယောက်ဇီးကွက်စာကြီးတိုက်တကားကြီးကိုဖွင့်လိုက်ချိန်မှာတော့ Robin လက်ထဲကရှေးဟောင်းသမိုင်းစာအုပ်ဟာလေရုပ်တရက်ဆိုလိုအကြီးကြီးဖြစ်သွားပါတော့ဒီစာကြီးတိုက်ထဲကိုရောက်လာတဲ့စာအုပ်မှန်သမျှဟာ Giant Site ကိုပြောင်းလဲသွားတာဖြစ်ပြီးစာကြီးတိုက်ကြီးဟာလည်းခမ်းနားလွန်လာပါတယ်။ဒါဟာမော်စည်းကွက်စာကြီးတိုက်ဖြစ်ပြီး O'Hara ကျွန်းကသူ့တည်တည် scholar တွေအသက်ရင်းကာကွယ်ခဲ့ကြတဲ့စာပေတွေစာအုပ်တွေတအုပ်မကြံတလုံးမကြံစောကိုယ်တိုင်လိုက်လံစုဆောင်ရှာဖွေတင်စီထားခဲ့တာပဲဖြစ်ပါတယ်။ Robin လည်းမျက်ရည်ဝဲလာခဲ့ရပြီးတနည်းအားဖြင့်ဒါဟာ Robin ငယ်ကအမြဲကျင်လည်ခဲ့တဲ့ O'Hara ကစာကြီးတိုက်ကြီးပါပဲစောကိုယ်တိုင် Robin ကိုဒီကိုခေါ်လာနိုင်မဲ့ဒီလိုနေမျိုးကိုစောင့်ဆိုင်နေခဲ့တာပါဒီအချိန်တစ်ဖက်ကမြေအောက်ကဘာမှာတော့ Loki ကမိုဆာဆိုသူကိုဆက်တွေ့ခယူနဲ့မင်းပြောပူးတဲ့ကြောက်စရာစမ်းတက်မှုတွေမှာပိတ်မိနေတုံးလားလို့မေးနေခဲ့ပါတယ်တစ်ဖက်ကလည်းအချိန်တွေကြာနေလို့စိတ်နှောက်ယှက်ဖြစ်နေလားမေးနေပြီး Loki ကတော့သူ့မှာတကဘာလုံးကအချိန်တွေအများကြီးရှိပါတယ်လို့ပြန်ပြောနေခဲ့ပါတယ်သူတို့နှစ်ယောက်လူချင်းမတွေ့ဘူးကြားပေမဲ့လို့မိတ်ဆွေတွေဖြစ်လာတာအတော်ကြာပြီဖြစ်ပြီးငါသာမင်းနေရမှာဆိုရင်အဲကလူတွေအကုန်လုံးကိုတယောက်မကြံတက်ဖြတ်ပြလိုက်မှလို့ဆိုပါတယ်တယောက်တာလွတ်သွားရင်ချက်ချင်းလက်စားဖြတ်ရမယ်မဟုတ်ရင်မင်းကိုလက်စားချစ်ဖို့ပြန်လာလိမ့်မယ်လို့အော်ပြောလိုက်တဲ့အခါတစ်ဖက်ကလူကလည်းအဲဒေါသတန်တွေအောက်မှာကျင်နာတဲ့စိတ်လေးတော့သူခံစားမိပါသေးရဲ့လို့ဆိုပါတယ်လိုကီတဲ့ကျင်နာရဲဆိုတာသူ့ကိုစော်ကားနေတယ်လို့မို့လို့ဒေါသပို့ထွားလာပြီးငါဒီကနေလွတ်လာတဲ့အခါမင်းကိုသင်ခန်းစာကောင်းကောင်းပေးပြမယ်လို့ပြောလိုက်ပါရဲ့ဒီအချိန်တစ်ဖက်ကဘရိုကီတို့အဖွဲ့တွေကလည်းတောက်စားပျော်ပါနေခဲ့ကြပြီးမနီးမဝေးကအစာဦးပြက်ကြီးတစ်ခုထဲမှာတော့ Abbas ပေါ်တယ်ကြီးတစ်ခုပေါ်လာခဲ့ပါရဲ့အထဲကနေလည်းထူးဆန်းတဲ့လူနှစ်ဦးကရောက်ရှိလို့လာခဲ့ပါရဲ့ဒါလေးကတော့ One Piece episode အသစ်1164ဖြစ်ပြီးတော့165ကိုထွက်ရင်စတင်ပြီးတော့အောင်မယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ဆက်မှာပါဗီဒီယိုလေးကို like လေးနေပေးကြပါဦး channel လေးကိုလည်း subscribe လေးလုပ်ပေးကြပါဦး